လက်ရှိမှာပုံမှန်ဝင်ငွေလမ်းကြောင်းတစ်ခုအလုပ်အကင်တစ်ခုရှိရုံနဲ့ online ကနေပြီးတော့ဝင်ငွေလမ်းကြောင်းတစ်ခုထပ်ရှိဖို့ online အလုပ်အကင်တစ်ခုထပ်ရှိဖို့မလိုအပ်ဘူးလို့ထင်တဲ့မိတ်ဆွေတွေရှိပါတယ်ဒီလိုမျိုးထင်နေတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်တော့လွဲမှားတယ်လို့ကျွန်မကအကြံပေးခြင်းနဲ့ဘာကြောင့်လဲဆိုရင်တော့ကျွန်မကိုယ်တိုင်လည်းဝန်ထမ်းအနေနဲ့10နှစ်အလုပ်လုပ်ခဲ့ပါတယ်ဒီ10နှစ်အတွင်းကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကျွန်မကဝန်ထမ်းဘဝမှာလှလှပပလေးနေခဲ့နိုင်တယ်ကိုတယောက်အတွက်တော့ကောင်းကောင်းသုံးနိုင်တယ်ကိုမိဘကိုလည်းအနေနဲ့ပါပြန်ပြီးတော့ထောက်ပံ့နိုင်တယ်ဝန်ထမ်းလုပ်နေတဲ့တက်တန်းတစ်လျှောက်မှာကျွန်မဘွဲတွေလည်းထပ်ပြီးတော့ယူပြစ်တယ်ဒါပေမဲ့ကြီးမားတဲ့ငွေကြေးစုဆောင်းမှုတစ်ခုပုံစံမျိုးကျွန်မကမလုပ်နိုင်ခဲ့ဘူးတန်ဖိုးရှိတဲ့ property တစ်ခုခုကိုပိုင်ဆိုင်အောင်လို့လည်းကျွန်မမလုပ်နိုင်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုရင်တော့လစာဆိုတာကအကန့်အသတ်ပဲရှိတယ်မသုံးချင်တဲ့အရာတွေနဲ့ကိုရတဲ့လစာကိုလည်းချင်းချိန်ပြီးတော့သုံးရတာဖြစ်တဲ့အတွက်ကိုရဲ့လစာမှာစုမိတယ်ဆိုရင်တော့နည်းနည်းပါးပါးပဲစုမိပါတယ်လစာဆိုတာကကန့်သက်ချက်နဲ့ရတယ်ကိုကပေးချက်တူပေးချက်ပုံစံမျိုးနဲ့ပဲနေနေတဲ့ lifestyle ပုံစံမျိုးဆိုရင်များများဆဆငွေလဲစုမိမှာမဟုတ်တယ်လို့တခြားကြီးမားတဲ့ property တွေကိုရရှိဖို့ဆိုတာလည်းမလွယ်ကူပါဘူးနောက်တစ်ခုကကြတော့ကျမတို့အခုခေတ်က digital ခေတ်ဖြစ်တဲ့ social media ပေါ်မှာကြည့်နေတဲ့သူသုံးနေတဲ့သူထက်တိစောက်တဲ့သူဝင်ငွေရှာတဲ့သူကပိုများတဲ့ခေတ်ဖြစ်ပါတယ်ကိုကိုတိုင်းကကြည့်နေတဲ့သူတယောက်အစ်စ်ပဲရှိသေးတယ်သုံးနေတဲ့သူပဲဖြစ်သေးတယ်ဘာမှ online ကနေပြီးတော့ကိုအတွက်ရအောင်လို့ဖန်တီးတာမျိုးဝင်ငွေတစ်ခုတိစောက်တာမျိုးဘာမှမရှိဘူးဆိုရင်ကျမတို့တွေကအရန်ကိုဆုံးရှုံးနေပြီးအရန်ကိုနစ်နာနေတဲ့သူတယောက်ဖြစ်နေပါပြီအဲ့အတွက်လည်းကျမတို့တွေကိုယ်တိုင်လည်း online ကိုသုံးပြီးတော့မှကိုအတွက်အကျိုးရှိတဲ့တစ်ခုခုကိုရတဲ့နဲ့ရအောင်လို့လည်းကျမတို့ကအကောင့်ထဲပေါ်တင်တာဖြစ်တယ်လူတိုင်းမှာ social media မသုံးဘူးဆိုတဲ့လူတွေတောင်မှတစ်နေ့ကိုအနည်းဆုံး2နာရီတော့ social media ပေါ်မှာအချိန်ကုန်ပါတယ်ဒါကကျမရဲ့အပြောတော့မဟုတ်ပါဘူးเนาะ social media သုံးစွဲသူတွေနဲ့ပတ်သက်ပြီးတော့သူတည်တနာလှုပ်ထားတဲ့သူတွေရဲ့အဖြေပါငါက2နှစ်လောက်က Facebook မှာပိတ်ထောင်ခဲ့တဲ့ content တွေဖန်တီးခဲ့တဲ့သူတွေဆိုရင်ဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်အခုအချိန်တွေမှာ Facebook ကနေပြီးတော့ဘာတွေပဲတင် bonus တွေပေးနေတာမျိုးဖြစ်ပါတယ်အဲ့တော့ကျမတို့တွေကအဲ့ဒီအချိန်တုန်းကတော့မလုပ်ဖြစ်ခဲ့ဘူးအခုအချိန်မှာလုပ်မယ်ဆိုရင်လည်းနောက်ကျတယ်လို့တော့မဟုတ်ပါဘူးကိုကစူးစမ်းမယ်ကိုအလုပ်ကိုတေချာလုပ်မယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်ဝင်ငွေများများဖန်တီးလို့ရတယ်ကိုလည်းအောင်မြင်နိုင်ပါတယ်အဲ့ဒီတော့ဘယ်ကနေစပြီးတော့လုပ်ရမှာလဲဘယ်လိုမျိုးလုပ်ရမှာလဲဘယ်လိုဝင်ငွေလမ်းကြောင်းမျိုးကိုဖန်တီးရမှာလဲဆိုပြီးတော့ဒီနေ့ဘာမှမလုပ်ဖြစ်တဲ့သူတွေလည်းရှိပါတယ်ရွေးချယ်လို့မရဘဲနဲ့လမ်းပြောက်တဲ့သူတွေလည်းရှိပါတယ်အဲ့ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးကိုကဘာလုပ်ချင်တာလဲဆိုတာကိုအရင်ကိုပြန်စဉ်းစားကြည့်ပါ online shopping လုပ်ချင်တာလား blogger လုပ်ချင်တာလား branding တိစောက်ချင်တာလား digital tools တွေဖန်တီးချင်တာလား online course တွေရောင်းချင်တာလားဒါမှမဟုတ်ကျမတို့တွေက knowledge sharing တွေလုပ်ချင်တာလားဒါမှမဟုတ် entertainment ပုံစံမျိုးလေးနဲ့ကိုက online ပေါ်မှာဝင်ငွေရှာချင်တာလားကိုဘာလုပ်ချင်တာလဲဆိုတာကိုအရင်စဉ်းစားကြည့်လိုက်ပါတကယ်လို့ကျမမိတ်ဆွေတွေကကိုကဈေးလည်းမရောင်းချင်ဘူးအချိန်တွေလည်းအများကြီးမပေးနိုင်ဘူး digital tools တွေ digital system တွေကိုသုံးပြီးတော့လည်းဝင်ငွေကောင်းတဲ့ပုံစံမျိုးနဲ့တွားချင်တယ်ဆိုရင်တော့ကျမကလက်ရှိလုပ်နေတဲ့ online digital လုပ်ငန်းကိုလမ်းညွှန်ပေးလို့ရတယ်ဒီလုပ်ငန်းကကြတော့အစိုးရတရားဝင်လုပ်ငန်းဖြစ်တဲ့high income ရရှိတဲ့ပုံစံမျိုးဖြစ်တဲ့ဒီလုပ်ငန်းမှာ digital tools တွေ system တွေကိုသုံးတဲ့အတွက်ကြောင့်မလို့ကျမတို့ကိုယ်တိုင်လောက်ရတာလည်းတက်တာတဲ့ smart worker ပုံစံမျိုးလုပ်လို့ရတယ်ပြီးတော့အရန်ကိုလည်း flexible ဖြစ်ပါတယ်ကိုလုပ်ချင်တဲ့ဘယ်အရာကိုမဆိုရွေးချယ်ပြီးပြီဆိုရင်တော့ဒီလမ်းကြောင်းနဲ့ပတ်သက်တဲ့အရာတွေကိုကျမတို့ကလေ့လာရမယ်အချိန်တိုင်းတာတစ်ခုတည်းပေးရမယ်ဒီလမ်းကြောင်းမှာအောင်မြင်ပြီးသားသူတွေအရှိမလုပ်ပြီးသားသူတွေကိုကျမတို့ကချင်းကပ်ရမယ်သူတို့ဘာတွေလုပ်နေလဲသူတို့ဘယ်လိုတွေလုပ်သွားလဲဆိုတာကိုကျမတို့နီးလန်းတွေယူရမယ် challenge တွေဖြစ်လာတဲ့အခါမှာလည်းရေရှည်လုံနိုင်ဖို့အတွက်ကျမတို့ကခွန်အားကြိုပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ဒီလိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်လည်း social media ကိုသုံးရင်းနဲ့အချိန်တွေကတန်ဖိုးရှိမယ်ဝင်ငွေတွေလည်းဖန်တီးလာနိုင်မှာဖြစ်ပါတယ်เนาะ online digital လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မေးချင်တာတွေရှိတယ်ဆိုရင်တော့ messenger ကနေဆက်သွယ်ပြီးတော့မေးနိုင်တယ်လို့ဒီ post က comment မှာလည်းမေးခဲ့လို့ရပါတယ်เนาะကျမအမျက်ဖြူငွေပါကျေးဇူးတင်ပါတယ်